Hello ချက်မြက်ကဒီနေ့တော့ချက်မြက်ကြက်သေးလေးနဲ့အချင်းလေးနဲ့တိုးစားပြီးမှထမင်းလေးနဲ့စားပါမယ်။ဒါလေးကိုညာစီမှာတွေ့ရကြာကြီးပေါ့နော်စားမယ်နဲ့ဥမာပဲစားပြပါတော့လေ။ဒါလေးကတော့ပြုံပွင့်လေးတွေပါ။ဒါကကြတော့ဒေါ်ထောင်းပေးတယ်စီဖြူတီထောင်း။ဒါလေးကတော့သူနဲ့တွဲစားမယ့်အချင်းလေးပါရှင်။ကဲစားလိုက်ပါအောင်မယ်နော်အားလုံးပဲလောက်ဆောင်ကြပါအောင်ချက်မြက်နဲ့တူတူစားရအောင်နော်။ချက်မြက်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လုပ်တော့ပေးကြပါအောင်เนาะချက်မြက်ကအမြင်နဲ့စားတော့ချစ်တဲ့သူတွေကိုဖိတ်ခေါ်လေးရရှိပါတယ်ချက်မြက်ကတော့ဘယ်လိုစားတော့လေးစားလဲဆိုဒီလိုထူးဆန်းတဲ့စားတော့ကလေးတွေနောက်ပြီးရင်သူများတွေ recommend ပေးတဲ့စားတော့ကလေးတွေစားကြည့်ပါတယ်ပြီးတော့ကျတော့ YouTube မှာအပြင် TikTok မှာလည်းချက်မြက်ရဲ့အကောင့်လေးတွေထပ်ရှိပါသေးတယ်เนาะချက်မြက်တဲ့ dreamer ဆိုပြီးတော့ရိုက်ထည့်လိုက်တာနဲ့ချက်မြက်ရဲ့ page လေးပေါ်လာမှာဖြစ်ပါတယ် Facebook မှာလည်းရှိပါတယ်ရှင်အားလုံးကို like and follow နဲ့ subscribe လုပ်ဖို့တောင်းဆိုပါတယ်ရှင်ချက်မြက်ကတော့မြေလက်အညာသူတယောက်ပါဒါကြောင့်ချက်မြက်ကအညာစားလေးတွေကိုလည်းအရန်ကြိုက်ပါတယ်ပြီးရင်ဒီလိုမျိုးပေါ့နော်ကိုရီးယားစားဂျပန်စားအဲ့လိုမျိုးအစားအသောက်ကလေးတွေလည်းစားတတ်ပါတယ်ရှင်ချက်မြက်ကတော့စားသုံးနဲ့ပတ်သက်ရင်တော့အားလုံးကိုချစ်ပါတယ်ချက်မြက်ရဲ့ channel လေးထဲမှာလည်းမကြည့်ရသေးဘူးဆိုရင်လိုက်ပြီးတော့လေ့လာပြီးလို့ရပါတယ်เนาะအားလုံးပဲ like and follow and subscribe လုပ်ဖို့တောင်းဆိုပါတယ်ရှင်မိမသမီးတို့လည်းလာပြီးတော့စကားတွေပွားနေတာပေါ့နော်သူလာပြီးတော့စားလိုက်အမေကိုချွေးလိုက်နဲ့လာလုံနဲ့လာမေးလိုက်ဆက်စုလိုက်နေပေါ့နော်ကျုပ်တာတော့ထိုင်မချင်ရတယ်တော့我讨厌。我妈妈都在家。大了。真的是好。你忘了咋了？哪里？呀，那个讲呢？不对的，不对的。你看这啥呀？不对吧？ใช่不对นะ你好妈姐来我去有这个吗那个好拿卡放有我怎么看就是了吧那看就是打我在打我谢对的我谢这个好懂刚好我们家里然后你这个我过去玩的然后你过来对我二爷大爷还有我谢阿本哦 Grace Grace 谢谢真的 OK 真的阿妈不就好嘞妈我的不就好嘞妈我ချက်မြက်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုချက်မြက်ကအမြင်နဲ့ကြည့်ရှုတင်ပါတယ်အားလုံးလည်းကျမ်းမာချမ်းသာလူရဆန္ဒပြေဝကြပါစေခကြီးသုံးမကြော်လာနိုင်ကြပါသည်ရှင်ဗီဒီယိုလေးကိုလည်းချိုင်းနေတင်မယ်လို့မျှော်လင့်ပါတယ်